ကျွန်တော်တို့ဘောဟာနေ့စဉ်နဲ့အများဆိုလို့စွန့်စားမှုတွေနဲ့ပြည့်နှက်နေတဲ့ဘဝဖြစ်ရပါတယ်ကျွန်တော်တို့ဝန်တန်းဆိုလဲဝန်တန်းဖြစ်သည့်အလျောက်ဒါမှမဟုတ်ရှင်စီးပွားရေးလုပ်ငန်းရှင်ဆိုလို့ရှိရင်စီးပွားရေးလုပ်ငန်းရှင်ဖြစ်သည့်အလျောက်ကျွန်တော်အားလုံးဟာစွန့်စားနေရပါတယ်ကျွန်တော်တို့အားလုံးဟာတစ်ခုမှတစ်ခုကိုနေ့စဉ်နဲ့အများဆိုလို့ရောင်းချနေရတဲ့အယောင်သမားများပဲဖြစ်ပါတယ်နော် insurance agent မှမဟုတ်ပါဘူးကျွန်တော်တို့အယောင်သမားတယောက်မှမဟုတ်ပါဘူးကျွန်တော်တို့အားလုံးဟာဘဝမှာနေ့စဉ်နဲ့အများဆိုလို့ကိုယ့်ရဲ့ idea ကိုရောင်းချနေရတယ်ကိုယ့်ရဲ့ထုတ်ကုန်ပစ္စည်းကိုရောင်းချနေရတယ်ကိုယ့်ရဲ့အရေးအချင်းကိုကျွန်တော်တို့ကရောင်းချနေရတယ်ကိုယ့်ရဲ့အချိန်တွေကိုကျွန်တော်တို့ကရောင်းချအစရှိတဲ့ဖြစ်ပေါ့ဗျာတေချာတစ်ခုကကျွန်တော်တို့အားလုံးဟာအယောင်သမားများဖြစ်ပါတယ်အဲ့တော့အယောင်သမားတွေအတွက်စွန့်စားတယ်ဆိုတဲ့နေရာမှာလဲကျွန်တော်တို့ကနေ့စဉ်ကိုတေးသေးမွားစွန့်စားမှုတွေနဲ့ကျွန်တော်တို့စလို့ရပါတယ်ကျွန်တော်တို့စွန့်စားတယ်ဆိုတဲ့နေရာမှာကျွန်တော်အယောင်သမားတယောက်အနေနဲ့လူတယောက်ကိုချင်းကပ်တယ်ဆိုတဲ့နေရာမှာကိုယ့်ရဲ့ထုတ်ကုန်ပစ္စည်းကိုရောင်းချတယ်ဆိုတဲ့နေရာမှာတစ်ဖက်လူအနေနဲ့ကြိုက်ချင်လဲကြိုက်နိုင်တယ်ဒါမှမဟုတ်ရှင်ညှင်းဆိုခြင်းခံရတာလဲဖြစ်ကောင်းဖြစ်နိုင်တာပေါ့ဗျာဟာမကြိုက်ဘူးကွာမင်းဟာအစင်မပြေဘူးကွာဒါမှမဟုတ်ရှင်မင်းရဲ့ idea ကိုလက်မခံဘူးကွာအစရှိတဲ့ဖြစ်ပေါ့ဒီလိုအကြောင်းအရာတွေကိုညှင်းဆိုခြင်းလဲခံကောင်းခံရနိုင်မှာပဲဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်စွန့်စားရမှာမယ်เนาะဒီလိုကြရှုံးမှုတွေဒီလိုမျက်နှာပြတ်မှုတွေဒီလိုမျိုးကြရှုံးမှုတွေကိုကြောက်နေမယ်ကြောက်ပြီးတော့မှမစွန့်စားဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဘဝဟာဘာမှဖြစ်လာမှာမဟုတ်ပါဘူးတေချာတစ်ခုကကျွန်တော်တို့မြန်မာနိုင်ငံမှာလူပေါင်း52တန်းရှိပါတယ်အယောင်သမားတစ်ယောက်အနေနဲ့ကိုယ့်ရဲ့ idea ကောင်းနေဖြစ်စေစိုးနေဖြစ်စေကိုယ့်ရဲ့ထုတ်ကုန်ပစ္စည်းကောင်းနေဖြစ်စေစိုးနေဖြစ်စေလူတိုင်းကိုကျွန်တော်ပြောနိုင်ရပါမယ်လူတိုင်းကိုချင်းကပ်နိုင်ရပါမယ်ဒီလိုလူတိုင်းကိုချင်းကပ်နိုင်မယ်လူတိုင်းကိုပြောနိုင်မယ်ဆိုလို့ရှိရင်တေချာတစ်ခုကတယောက်မဟုတ်တယောက်ကတော့ကျွန်တော်တို့ရဲ့ idea ကျွန်တော်တို့ရဲ့ထုတ်ကုန်ပစ္စည်းကျွန်တော်တို့ရဲ့ဝန်ဆောင်မှုကိုကြိုက်မှာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ဒီမှာအယောင်သမားတွေအတွက်အဓိကကီးရပါလဲဆိုလို့ရှိရင်စွန့်စားတယ်ဆိုတဲ့နေရာမှာကျွန်တော်တို့လူတို့တယောက်ကိုချင်းကပ်လိုက်တယ်လူတို့တယောက်ကနေပြီးတော့မှ no လို့ပြောလိုက်တာနဲ့ကျွန်တော်တို့ရဲ့စွန့်စားမှုတွေကိုမရက်တန်းလိုက်ပါနဲ့လူတို့တယောက်က no လို့ပြောလိုက်တာနဲ့ကျွန်တော်တို့ရဲ့စူးစမ်းမှုတွေကိုမရက်တန်းလိုက်ပါနဲ့လူတို့တယောက်က no လို့ပြောလိုက်တာနဲ့ကျွန်တော်တို့ရဲ့ဘဝအိမ်မက်တွေကိုမရက်တန်းလိုက်ပါနဲ့ကျွန်တော်တို့ဒီဆက်ပြီးတော့မှစွန့်စားစေချင်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်အနေနဲ့ဒီမှာစကလုံးလေးတစ်လုံးကိုကျွန်တော်ပေးလိုက်ချင်ပါတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့အယောင်သမားတွေအနေနဲ့ကိုကနေပြီးတော့မှလူတွေကိုချင်းကပ်တယ်ဆိုတဲ့နေရာမှာတေးကြပါတယ်ကိုယ့်ရဲ့ idea ကိုလူတိုင်းမကြိုက်ပါဘူးတေးကြပါတယ်ကိုယ့်ရဲ့ product ကိုလူတိုင်းမကြိုက်ပါဘူးအဲ့တော့မကြိုက်လို့ no လို့ညင်းပယ်ခံရတိုင်း तू က no လို့ပြောတယ်ဆိုလို့ရှိရင်ကိုက next လို့ပြောနိုင်ရပါမယ်နောက်တစ်ယောက်ပေါ့ဗျာဟာလားဒီတစ်ယောက်မကြိုက်ရင်နောက်တစ်ယောက်လာထားဒီတစ်ယောက်မကြိုက်လို့ရှိရင်နောက်တစ်ယောက်လာထားမြန်မာတနိုင်ငံလုံး52တန်းရှိတယ်ဗျာ next လို့ဒါဆက်ပြောသွားတစ်ယောက်မဟုတ်တစ်ယောက်ကတော့ကြိုက်မှာပဲလေဗျာနော်အဲ့တော့အယောင်သမားတယောက်အနေနဲ့ဗျာပြောချင်တာကစွန့်စားပါစွန့်စားတယ်ဆိုတဲ့နေရာမှာကြရှုံးမှုတွေကိုချနှင်းတတ်ပါစေကြရှုံးမှုတွေကိုကျွန်တော်တို့က learning ပေါ့ဗျာသင်ခန်းစာတွေအဖြစ်လေ့လာတတ်ပါစေလေ့လာပြီးတခဏတကလာကျွန်တော်တို့ဒီဗာလဲ next ဆိုတဲ့ဘဝကိုဆက်ပြီးတော့မှရှောက်မယ်တယောက်မရလို့ရှိရင်တယောက်ရမယ်ဆိုတဲ့ကျွန်တော်တို့ရဲ့စွန့်စားမှုတေးသေးမွားမွားလေးတွေကိုနေ့စဉ်နဲ့အများဆိုသလိုစွန့်စားခြင်းအပြင်ကျင့်သုံးခြင်းအပြင်ကျွန်တော်တို့ဒီအောင်မြင်မှုပန်းတိုင်းကိုတက်လှမ်းနိုင်မှာပဲဖြစ်ပါတယ်ဒါတော့ကျွန်တော်ရဲ့နံပါတ်1စကားလုံးစွန့်စားပါဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်အားလုံးမင်္ဂလာပါခင်ဗျာအခုလိုမျိုးကျွန်တော်ရဲ့3နှစ်စီးပွားရေးအကြံပေးအစီအစဉ်များကဗီဒီယိုကြည့်ရှုသူများအတွက်အကျိုးတစုံတရာရှိလိမ့်မယ်လို့ကျွန်တော်ယုံကြည်မျှော်လင့်မိပါတယ်အဲ့တော့ဒီလိုဗီဒီယိုတွေကိုစူးစမ်းလှုပ်ဆောင်နေဆိုတဲ့အနေအထားမျိုးမှာကျွန်တော်အနေနဲ့ခံယူချက်တစ်ခုရှိပါတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်စီးပွားရေးသိပညာဘုဒ္ဓတွေကိုအချိန်တိုလေးအတွင်းမှာအများနားလည်နိုင်တဲ့စကားလုံးအသုံးအနှုန်းတွေနဲ့လိုတိုရှင်းဖြစ်အောင်မျှဝေမယ်ဆိုတဲ့ခံယူချက်နဲ့မျှဝေခြင်းပဲဖြစ်ပါတယ်အားလုံးအတွက်အကျိုးရှိလိမ့်မယ်လို့လည်းထင်ပါတယ်เนาะအဲ့တော့ဒီလိုမျှဝေတယ်ဆိုတဲ့အနေအထားမျိုးမှာကျွန်တော်အနေနဲ့အခမဲ့မျှဝေတဲ့အခုလိုမျိုး3နှစ်စီးပွားရေးအကြံပေးအစီအစဉ်များလည်းရှိသလိုအခချင်းငွေယူပြီးတော့မှ online ပေါ်ကနေပြီးတော့မှတင်ကြားပို့ချတဲ့ဒီလိုစီးပွားရေးသိပညာတွေကိုတင်ကြားပို့ချတဲ့ online တင်နန်းများလည်းရှိတယ်ဆိုတဲ့အကြောင်းလေးကျွန်တော်ဒီမှာသတင်းကောင်းပါမျှဝေချင်ပါတယ်။တိတ်မကြခင်မှာပဲကျွန်တော်ရဲ့ online တင်နန်းအသစ်ကလေးတစ်ခုဖွင့်ပါမယ်။အဲ့ဒီတင်နန်းအသစ်ကကျွန်တော် biology marketing လို့ကျွန်တော်ခေါ်ပါတယ်။ biology marketing ဆိုတာက buy ဆိုတဲ့ဝယ်ယူခြင်းဆိုင်ရာဗေဒပေါ်မှာအခြေခံထားခြင်းဖြစ်ပါတယ်။စားသုံးလူတွေဘာကြောင့်ဝယ်ယူကြတယ်လဲပေါ့ဗျာ။ဝယ်ယူခြင်းဆိုင်ရာစားသုံးလူတွေရဲ့ဝယ်ယူခြင်းဆိုင်ရာအပြုအမူပေါ်မှာအခြေခံပြီးတော့မှဘယ်လို marketing ဆင်းမလဲ marketing idea တွေဘယ်လိုရှိသလဲဆိုတာကိုတင်ကြားပို့ချထားတဲ့တင်နန်းတစ်ခုပဲဖြစ်ပါတယ်။အဲ့တော့ဒီတင်နန်းမှာကျွန်တော်တို့ခေါင်းစဉ်ကြီး10ခုပါပါတယ်။ကျွန်တော်တို့ pricing နဲ့ပတ်သက်တဲ့အကြောင်းအရာတွေ pricing ဆိုတာကျွန်တော်ဈေးနှုန်းသတ်မှတ်ခြင်းပေါ့ဗျာ။ကိုယ့်ရဲ့ကုန်ပစ္စည်းကိုယ့်ရဲ့ဝန်ဆောင်မှုပေါ်မှာဈေးနှုန်းသတ်မှတ်တယ်ဆိုတဲ့နေရာမှာစားသုံးလူတွေအပေါ်မှာဘယ်လိုတက်ရောက်မှုရှိနိုင်တယ်လဲဆိုတဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်။အဲ့တော့ဈေးနှုန်းသတ်မှတ်ခြင်းဆိုင်ရာအကြောင်းအရာတွေဒါမှမဟုတ်ကျွန်တော် consumer နဲ့ပတ်သက်တဲ့အကြောင်းအရာတွေ loyalty ဆိုတဲ့အကြောင်းအရာတွေအစရှိသဖြင့်ကျွန်တော်တို့ခေါင်းစဉ်ကြီး10ခုအောက်မှာဗီဒီယိုပေါင်း30ကျော်နဲ့ကျွန်တော်တင်ကြားပို့ချထားတဲ့
online တင်နန်းပဲဖြစ်ပါတယ်အဲ့တော့ marketing ကိုစိတ်ဝင်စားတယ်ကိုကစီးပွားရေးလုပ်ငန်းတစ်ခုကိုလှုပ်ဆောင်နေတယ်ဆိုလို့ရှိရင်ကျွန်တော်စားသုံးသူတွေရဲ့ဝယ်ယူခြင်းဆိုင်ရာအပြုအမူတွေကဘာတွေလဲဆိုတာကိုသဘောပေါက်နားလည်ခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီတင်နန်းလေးကိုမဖြစ်မနေတက်တင်တယ်လို့ကျွန်တော်ဒီမှာတိုက်တွန်းလိုက်ရပါတယ်ခင်ဗျာအဲ့တော့ဒီတင်နန်းကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင်ကျွန်တော်စီကို bio buy bio ဆိုပြီးတော့မှစကားလုံးလေးရေးပြီးတော့မှ message ပေးပို့ပြီးတော့မှတင်နန်းအန်နိုင်ပါတယ်ခင်ဗျာတိတ်မကြခင်ကျွန်တော်ဒီတင်နန်းလေးကိုဖွင့်လှစ်သွားပါမယ်ခင်ဗျာအားလုံးကိုအခုလိုမျိုးဗီဒီယိုကြည့်ရှုတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်အခြားအစီအစဉ်များမှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာ